အားလုံးပဲမင်္ဂလာညချမ်းလေးပါ YWN Channel လေးကနေပြောင်းလဲကြိုဆိုလိုက်ပါရယ်ဒီနေ့ညတင်ဆက်ဖေးမဲ့တရေဇလန်လေးနာမည်ကတော့သွေးဆုံနိုးပင်းနဲ့အောက်လန်ဆူမာပဲဖြစ်ပါရယ်အားလုံးပဲအစင်းထင်ဖက်ပြီးဆိုရင်စလိုက်ကြရအောင်တောနဲ့ထဲကကန်ကော်ကုန်းဆိုတဲ့ရွာလေးဟာတချိန်ကစီကားခဲ့ပေမဲ့အခုတော့တရွာလုံး6ကက်ပြီးလူသူကင်းမဲ့နေပါတယ်ရွာရဲ့အစွန်ဆုံးမှာရှိတဲ့ညောင်ပင်ကြီးအောက်မှာတော့အိုမဲမစွမ်းဖြစ်နေတဲ့အဖွားအိုဒေါခင်ပုတယောက်ထဲနေထိုင်ပါတယ်ရွာသားတွေကြားထဲမှာတော့ဒေါခင်ပုဟာရိုးရိုးအဖွားကိုတယောက်မဟုတ်ပဲအောက်လန်းဆုံးတယောက်လို့သတင်းကြီးနေပါတယ်ဒေါခင်ပုရဲ့အိမ်ရှိမှာထူးဆန်းတဲ့နို့ပင်ရတော့ရွှေနို့ပင်တပင်ရှိပါတယ်အဲ့ဒီအပင်ဟာတခြားအပင်တွေနဲ့မတူပဲအရွက်တွေကနီမြန်းနေပြီးအသီးတွေကလူနှလုံးသားပုံစံမျိုးရှိပါတယ်ရွာထဲမှာကလေးတယောက်ယောက်ဖျားနာပြီဆိုရင်အဲ့ဒီအပင်ကအသီးတွေကပိုပြီးနီရဲလာတဲ့တို့ဆိုကြပါတယ်တညမှာတော့ရွာသေးကလူငယ်တစုဟာဒေါခင်ပုကိုစုံးမဆိုပြီးတက်တီပြဖို့အိမ်ထဲကိုခိုးဝင်ခဲ့ကြပါတယ်သူတို့မြင်လိုက်ရတာကတော့အမှောင်ထဲမှာဒေါခင်ပုဟာဝက်လစ်စလစ်နဲ့စပင်တွေကိုဖားရလားချထားပါတယ်သူ့ရှေ့မှာတော့သွေးတွေထဲထားတဲ့မြေအိုးတစ်လုံးရှိပြီးအဲ့ဒီအိုးထဲကိုအိမ်ရှေ့ကနို့ပင်ရဲ့အမြစ်တွေကဖောက်ဝင်နေပါတယ်ဒေါခင်ပုကကားတွေရွတ်ဖက်ရင်အဲ့ဒီသွေးတွေကိုတောက်လိုက်တဲ့အခါသူ့ရဲ့အရေးအကြောင်းတွေပြီးနေတဲ့မျက်နှာကတဖြည်းဖြည်းနုတ်ကျော်လာတာကိုသူတို့ထိတ်လန့်ပွဲတွေ့လိုက်ရပါတယ်မင်းတို့ကငါ့ရဲ့အသက်ရှည်စေးကိုလာချောင်းတာလားဒေါခင်ပုရဲ့အတန်ကလူအိုးတန်မဟုတ်ပဲပြူမစ်တဲ့မိန်းကလေးတစ်ယောက်ရဲ့အတန်မျိုးထွက်လာပါတယ်သူတို့ထွက်ပြေးဖို့ကြိုးစားပေမဲ့အိမ်ရှိကနှုတ်ပင်ရဲ့ခက်လက်တွေကမွေးဒီလိုလှုပ်ရှားလာပြီးသူတို့ရဲ့ခြေထောက်တွေကိုရစ်ပက်လိုက်ပါတော့တယ်နောက်ကျနေ့မနက်မှာတော့အဲ့ဒီလူငယ်တွေကိုဘယ်သူမှပြန်မတွေ့တာတော့ပါဘူးထူးဆန်းတာကဒေါခင်ပုရဲ့အိမ်ရှိကနှုတ်ပင်မှာတော့နှလုံးသားပုံစံအတီးအသစ်၃လုံးထပ်ပြီးတီးနေတာကိုပဲရွာသားတွေတွေ့လိုက်ရပါတယ်ဒေါခင်ပုကတော့အိမ်ရှိမှာထိုင်ရင်သွားမရှိရဲ့ပါးစက်ကြီးနဲ့ပြောင်းပြနေလေ